at test တာမပါဘဲနဲ့ at တိုင်းနဲ့နီး at test တာမပါဘဲ at တိုင်းနဲ့နီးအခုပြောပြမယ်ကဲစုံဝန်းတာကြည့်နော်စုံဝန်းတာကြည့်ဒီမဲ့ nutrient ပင်ယူထားတယ် black ကနေဒီမှာ nutrient ပင်နော်ကျွန်တော်ပြမယ်ဒါ nutrient ပင်လေးစတင်ကြတာလေးပဲပြတယ်ဒါဆိုရင် face ပင်မြင်ရမလားမသိဘူးကနန်းလေးအများကြီးပြတယ်အဲ့ဒါဆို face ပင်အဲ့တော့ဒီ nutrient ပင်ကိုယူထားတယ် nutrient ပင်ကနေဒီမဲ့ဘိုးမီတာကိုသွားထားတယ်အမီတာကိုသွားထားတယ်အဲ့ဒီ nutrient နဲ့ဒီမှာမီတာကျိုးကနောက်တစ်ကျိုးသွားတယ်အဲ့နဲ့ join လိုက်တယ်ဟိုမှာအကျိုးကျွန်တော်ရိုက်ထားတဲ့အကျိုးလေးခုန 2.26 ရ 2.25 လောက်ရတဲ့အကျိုးလေးပေါ့ဗျာနော်အဲ့အကျိုးလေးကိုချိန်ထားတယ်အဲ့ nutrient နဲ့အဲ့ဒီအကျိုးလေးကိုဘိုးလေးတိုင်းလိုက်အကောင်းဆုံးကတော့3 volt ရဲ့အောက်မှာစမ်းတာကောင်းတယ်လောဆယ်မီလီမမှန်တော့ကျွန်တော် nutrient မှာကားနဲ့ထောင်နေတဲ့အတွက် 9.1 လောက်ရနေတဲ့ nutrient နဲ့ဟွာနဲ့ကဘာလို့အကျိုးနဲ့ကတကယ်တမ်း3 point အောက်မှာ1ရဲ့အောက်မှာပဲရှိသေးတယ်3 point မ1ရဲ့အောက်မှာပဲရှိသေးတယ်ဒါကားလန်3 phase မှာကားလန် balance မဖြစ်နေတဲ့အတွက် nutrient မှာ voltage ရောက်လာတာကားလန်ထောင်လာပြီးတော့အဲ့တော့ကျွန်တော်ပြမယ်အခုက nutrient နဲ့အကျိုးနဲ့တိုင်းတာ 9.2 ရတယ်အဲ့ဒီတော့အဲ့ဒီ nutrient နဲ့အကျိုးနဲ့ကိုပဲကျွန်တော်ဒီမှာမီဒီလေး parallel connection join ထားတယ် parallel connection ဆိုတာ line ချင်းဟိုဘက်ကလည်း line ဒီဘက်ကလည်း line ဒီဘက်ကလည်း neutral ဒီဘက်ကလည်း neutral အတိုင်း join တာပါ parallel connection ခေါ်တာပါ series ဆိုတာတပင်ဝင်ပြီးတပင်ထွက်တာပြောတာပါ parallel connection join ထားတယ်တစ်ခုကိုဝက်150လောက်ရှိတယ်နှစ်ခုတော့ဝက်300ပေါ့အဲ့ဒါနဲ့စမ်းထားမယ်အဲ့လို join ထားတယ်ပေါ့နော်အဲ့လို join ထားတော့အဲ့လို join ထားတဲ့အချိန်မှာဘာရောက်လာလဲဆိုတော့ကျွန်တော်ပြောပြမယ်နော်ဒီမှာကျွန်တော်ရဲ့ wall key 2လေးရှိတယ်အရန်မြန်ဆန်တယ်အရန်လွယ်ကူတယ်လူတိုင်းကြိုက်နေတဲ့ပစ္စည်းလေးရှိတယ်ပစ္စည်းတော့တစ်ခါလေးပြည့်ယူရတယ်အဲ့ပစ္စည်းလေးရမယ်ပြီးတော့ကျွန်တော်စီမှာပိုက်အကွေးလေးရှိတယ်အရန်မြန်ဆန်တဲ့ပိုက်အကွေးလေးရှိမယ်အကောင်လေးတွေကိုလိုချင်ကျွန်တော်စီမှာလို့ရပါတယ်အဲ့တော့စားကြတော့ပြန်စားကြမယ်ခုနကဒီမီဒီ300ဝက်ကိုထွန်းထားတယ်လောဆယ်မှာကျွန်တော်ဘာထွန်းလာလဲဆိုတော့ပွားရှိမယ်9 point နဲ့မှာ0.5ဖြစ်သွားပြီเนาะအခုเนาะကျွန်တော်မှတ်ထားလိုက်မယ်9.05ပေါ့နော်အဲ့မှာ9.05ကိုကျွန်တော်ဘာလုပ်လိုက်မလဲဆိုတော့ကျွန်တော်မီးတစ်ချက်ထွန်းလိုက်မယ်ဘယ်လောက်ပြောင်းလဲသွားမလဲလို့အကျိုးနဲ့ထွန်းမှာနော်ဒီမှာတကြိုးကအကူပေးထားတယ်မီးဒီရလာတဲ့ကြိုးကတကြိုးကအကူပေးထားတယ်တကြိုးကဒီမှာ neutral face ကိုပေးထားတယ်ဒီက face ကိုပေးထားတယ်ဒီမှာတကြိုးက face ကိုပေးထားတယ်ခလုတ်ခံထားတယ် face ကိုပေးထားတယ်တကြိုးကအက်ကိုပေးထား neutral မသုံးတော့ neutral မသုံးအဲ့မှာ neutral မှာကားနဲ့ဘယ်လောက်ရောက်သွားဆိုတော့ကျွန်တော်စမ်းပြမယ်နော်စမ်းပြီးကားနဲ့ဘယ်လောက်ရောက်သွားပြီဆိုတာကို 50.3 ရောက်သွားတယ် 9.1 ရယ် 50.3 ရယ်နော်โอเคဟုတ်ပြီအဲ့ဒီတော့ 9.1 ရယ် 50.3 ကိုမှတ်ထားမယ်တစ်ချက်နော်အဲ့တော့ကျွန်တော်မီးပြန်ပေးလိုက်ပြီနော်အဲ့တော့ကျွန်တော်ဒီမှာဒီကောင်ဟို ampere ကိုရှင်းမယ်ကျွန်တော်6 ampere မှာရှိမယ်လို့ထင်လို့ကျွန်တော်6ကိုပဲထားထားတယ် 9.1 ရယ် 50.6 လာမြထားတော့နော်အဲ့လောက်ကတော့ရှိလိမ့်မယ် 51.6 ရယ် 9.1 ရယ်အဲ့တော့ကျွန်တော်ကားနဲ့ထောင်မယ်မီးပြန်ဖွင့်မယ်1.20 โอเคအသုံးခု20နောက်တစ်ခေါက်ကြာရင်တင်ပေးမယ်နောက်တစ်ခေါက်ကြာရင်အသုံးခုနဲ့ပဲတွက်ရမှာအဓိကအသုံးခုနဲ့ပဲတွက်ရမှာအဲ့ဒါဆိုလို့ရှိရင်အဓိကအရေးကြီးတာလေးစစ်ကပစ္စည်းတွေကိုကျွန်တော်သုံးတဲ့ပစ္စည်းကလေးစစ်မှာ noise တွေပါတယ်ဒီ attester နဲ့သုံးတာတော့အကောင်းဆုံးပေါ့ဗျာ attester မရှိတဲ့အကွေတွေအတွက်အဲ့တော့ကျွန်တော်တို့ကဘယ်လိုလုပ်ရမလဲကျွန်တော်ဒီနေ့တောက်မယ်ဆိုလို့ရှိရင်2 အုံခွဲလောက်ကိုတော့ကျွန်တော်တို့ကဟို short တွေးလို့ရတယ်ကျွန်တော်တို့က3 အုံလောက်သာရိုက်လိုက်ကျွန်တော်တို့ဒီစနစ်နဲ့အခုတောက်မဲ့စနစ်နဲ့3 အုံသာရိုက်လိုက်အဆင်ပြေပြီ3 အုံလောက်ရပြီဆိုလို့ရှိရင်တေချာပေါ့ N2 အုံကိုရောက်ဝေရကန်တော့များသွားပြီဘာလို့လေးစစ်မှာ noise တွေရှိရဲအခုအဲ့ဒီနီးကိုနောက်တစ်ခေါက်ကြာရင်ကျွန်တော်တေချာပေါ့တင်ပေးပါမယ်အားလုံးပဲအပိတဲ့တယောက်ချင်းစီကိုကျေးဇူးတင်ပါတယ်ဗျ